ခီတီပေါ့နော်စကားပြောလို့မေ့သွားပေါ့နော်ကဲပြောပါမယ်ဆက်ဒါလေးဆော့ကြည့်ပါမယ်ရှင်တခါမှမဆော့ဘူးလို့ပါဒါဟိုလားဒီခါပါဟိုပေါ့နော်ခီတီသိပါတယ်ဒီခါပါအချိန်နဲ့ဆော့ရလားဟိုလေးဒီဆော့ဦးရယ်အဲ့လိုကြီးရပါပဲအချိန်ရပြည့်တော့မှမြင်လာအချိန်ရတော့အချိန်ရမြင်နေတော့ဒီ line မကောင်းလို့ပေါ့နော်ဟိုဖြစ်တာပါရှင်မြင်သွားမှာပေါ့နော်ဘာလို့လဲဆိုတော့အချိန်ဟောဖြစ်ပါမယ်ခဏကြည့်ရအောင်ထားလိုက်ပါတော့ဆောင်းလာတော့ဒီပေါ်မှာကြီးရဘာမှမလုပ်ရသေးခဏနော်โอเคရပြီဘာလို့ပြောကြတော့ခဏသွားလာအောင်ဒီရောက်ပြီပေါ့နော်ဒီခါကျတော့ရင်ဖြည်းဖြည်းလေးခုံလာတယ်ဟုတ်တယ်ဘာလို့လဲဆိုတော့ဒီကျင်းရကြတော့ပေါ့နော်ဖြည်းဖြည်းကဲနောက်ဆုံးတော့ဒီရောက်လာပါပြီတော်ပြီထွက်ပြီဒီတားလေးဆက်ပါမယ်အန်ဂရီထားပါလို့ရိုက်ရှာကြည့်လိုက်တာပါဒါလေးဆောင်းမလို့ပါဒါလေးတစ်ချက်မိုက်တယ်ညဝင်ပါမယ်ခီတီညီမလေးအတန်နေပါလို့လည်းအရုံးတောင်းဝင်ပါရနော်ခီတီညီမလေးကဆော့နေလို့ပါနော်ကဲဒီခါပါပေါ့နော်သူဆော့ဘူးဘယ်လိုမျိုးပါလဲရေနေနေဒီမှာအေးလဲဟာလည်းရှိတယ်။ရလဲရင်ကောင်းမယ်။ဒါလေးလဲတာ။ကဲအဲ့ဒါလည်းဒီတော့ရှင်လားခီးသွားပါမယ်ရှင်။ဟာဝါဗမာလည်းမသိတော့ခုံးနေတာဟိုမှာခီးတွေ့ဟိုမှာပဲတွေ့ရတယ်ဒီရတော့ဖြစ်နေတယ်ပေါ့နော်ဒီကျင်းရတော့လေးတော့တယ်ငါကြေးရော်လေးမပတ်တယ်နော်ဒီကလုံးဝမလာကြနဲ့လူမလာကြနဲ့ဆက်ပါ1 2 3ဘလို့ကြီးဒီရင်းရ
နည်းနည်းမြန်သွားပြီများပေါ့နော်ဒီနားလေးရပါနည်းနည်းမြန်သွားပြီပေါ့နော်ခဏကဲဒီဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ဘာလို့လဲဆိုတော့ပေါ့နော်ဒီကတော့မဆော့ရင်လို့ပါရှင်အဲ့ဒါကြောင့်မလို့ပါကဲဘိုင်ဘိုင်အဲ့တော့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်